여러분 안녕하세요. 알로에 밍라바. 오케이, 디니마. 깽깽한 이도에 part 2 လေးကိုတင်ပြမှာဖြစ်ပါတယ်။အဲ့တော့တင်ပြမယ်ဆိုပြီးနည်းနည်းကြာသွားတယ် sorry ပါ။အဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုမှာအမတို့တွေက60နဲ့မှ6ထီကိုပြီးထားကြတယ်ပေါ့နော်။အဲ့တော့ဒီတစ်ခါတက်ရာနေစပြီးတော့သွားပါမယ်။အဲ့တော့တက်ရာကိုဘယ်လိုခေါ်လဲဆိုရင်တက်ရာကိုဒီမှာပြထားတဲ့အတိုင်း bag လို့ခေါ်ပါတယ်။ bag လို့ခေါ်မယ်နော်။တက်ရာကို bag လို့ခေါ်မယ်။ကဲဒါဆိုလို့ရှိရင်အဲ့နေရာမှာចောင်းသားတွေကဒီတရားကိုပေါ့နော်ဒီလိုမျိုးလာပြရင်တော့သူတို့ bag man သိရယ်ဒါပေမဲ့ဒီလိုအခြေအနေမျိုးပေါ့ကိန်းကနန်းထဲမှာဒီလိုမျိုးပါသွားတယ်အဲ့လိုနေရာမျိုးကြရင်ဘယ်လိုဖတ်ရမှာလဲဆိုပြီးကြောင်သွားတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့နောက်ပိုင်းမှတ်ပါများရင်ဒီစကလုံးကိုတရားလို့မမှတ်တော့ဘဲနဲ့ရာဆိုပြီးတော့သူတို့မှတ်လာတယ်ပေါ့မှန်ပါတယ်ရာဆိုပြီးတော့မှတ်လာခဲ့တဲ့အခါမှာအဲ့ဒါဘာဖြစ်လဲဆိုရင်ဒီခါလေးကြောင်တတ်တဲ့အကြောင်လေးကနံပါတ်1ကလေးပေါ့နံပါတ်1ကလေးကိုတွေးလိုက်တဲ့အချိန်မှာအော်ငါတရားရေးမှာအရှိမငါတက်ထဲဖို့လိုသေးတာပဲဆိုပြီးဒီလိုမျိုးအေးလာထည့်တတ်ပါတယ်နော်အော်ငါတရားရေးချင်တာလေအရှိမတက်ကြီးကြံနေသေးတယ်ဆိုပြီးတော့အေးကိုလာပြီးတော့ထည့်တတ်တယ်အေးထည့်ပေးဖို့မလိုပါဘူးထည့်ပေးမှားပါတယ်နော်ထည့်ပေးဖို့မလိုပါဘူးထည့်ပေးမှားပါတယ်အဲ့တော့ ear bag လောက်ဆရာမလိုပါဘူး bag ပဲပြေးပြင်ရပါပြီအဲ့တော့အဲ့ဒီ bag ဆိုတဲ့စကားလုံးမှာတရားဆိုတဲ့အဓိပ္ပာယ်လုံးလုံးလျလျပါနေပြီးသားဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ထပ်ပြီးတော့ bag ထပ်ပြီးတော့ထည့်ပေးဖို့မလိုအပ်ပါဘူးเนาะကဲဒါဆိုလို့ရှိရင် example လေးတွေတစ်ချက်လောက်ကြည့်ကြည့်ရအောင်ဒါကတရားမို့လို့ bag လို့ခေါ်တာလေ200ဆိုရင်ကြတော့ရောဘာမှအများကြီးမစင်စားနဲ့အရှိက2ကဘယ်လိုခေါ်တာလဲ2က e ရာဆိုတော့ bag e bag ဆိုရင်200ဖြစ်သွားရောကဲဒါဆိုရင်300နဲ့မှ50 350ဆိုလို့ရှိရင် sorry 350ဆိုရင်3ကိုအရင်ရေးလိုက်မယ်ပြီးရာကကြတော့ bag 3 bag ဆိုရင်ဒါ300ဖြစ်သွားပြီပေါ့နော်အဲ့တော့50ဆိုရင်9နဲ့10နဲ့ပေါင်းမယ်9က10က10 3 bag 10ဆိုရင်350 3 bag 10 350ဒါဆိုရင်ဒီကောင်လေးကိုကြည့်ကြည့်မယ်111เนาะ111ကြတော့100ကိုဘယ်လိုခေါ်မှာလဲ bag ဟုတ်တယ်10ကကြတော့ ship ဟုတ်တယ်17ပေါ့เนาะနောက်ကတော့17လာမှာပေါ့ ship ရဆိုရင် bag ship ရဆိုရင်111ဆိုပြီးတော့ဖြစ်သွားပါတယ်ဒါဆိုရင်ရာကနန်းလေးတွေရသွားမယ်ထင်ပါတယ်အဲ့လိုနည်းနဲ့ပဲအကုန်လုံးကို900ကျော်ထိပေါင်းသွားရမှာပေါ့နော်အဲ့တော့ပြီးဒါဆိုလို့ရှိရင်ဒီတစ်ခါ1000သွားကြမယ်1000လဲထိုနေ၎င်းမယ်1000ဒီ1000တော့မယ်1000ဒီချွန်အဲ့တော့အဲ့ဒီချောင်းမှာလဲထိုနေ၎င်းမယ်အော်ငါတစ်လုံနေတာပဲအေးထည့်လိုက်မယ်ဆိုပြီးတော့အဲ့လိုထည့်မိရင်မှားပါတယ်နော်အေးချောင်းမဟုတ်ပါဘူးရိုးရိုးတနန်းချောင်းပါပဲချောင်းဆိုတာက1000ကဲဟုတ်ပြီဒါဆိုလို့ရှိရင်3 4ဒီကောင်လေးကိုပေါင်းကြည့်မယ်ဟော1000နဲ့4ပေါ့ဗမာလိုပြန်လိုက်မယ်ဆိုရင်1000နဲ့4ပေါ့1000ဒီချွန်4ဒီစာချွန်စာဆိုပြီးတော့ဖြစ်သွားတယ်အဲ့ဒါလေးကြုံလုံးလေးပဲပြအောင်မယ်ရတော့ဒီထဲမှာကြည့်နေတဲ့မှာ main ကလေးတွေပါမယ်ဆိုရင်သိလိမ့်မယ်skin care သုံးတဲ့ဒီ Sandala brand လေ Sandala brand ကိုသုံးနေရဆိုရင်ဒါမှမဟုတ်လည်းပုံလေးရှာကြည့်ပေါ့နော်ဘူးပေါ်မှာသူက skin 1004ဆိုပြီးတော့ပါတယ်ပေါ့နော်အဲ့တော့ဘာဒိတ်ပဲလဲပေါ့ဒီမှာပါတဲ့ချွန်စာဆိုတာကတော့ကိုရီးယားတော့တစ်မျိုးအနေနဲ့ဆိုရင်နတ်သမီးလေးဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့အဲ့တော့ဒီမှာ skin ချွန်စာဆိုတာဘယ်လိုခေါ်မလဲ skin နဲ့သမီးပေါ့အဲ့လိုပုံစံမျိုးလေးနဲ့ထည့်ပြီးရေးထားဖြစ်ပါတယ်အဲ့တော့ Yoruba no Facebook ပေါ်မှာပုံတင်တာဖြစ်ဖြစ်ဒီလို caption လေးလည်းသုံးလို့ရပါတယ်โอเคဒါလေးကလမ်းကြုံပြပြတာပါ1004ကိုချွန်စာလို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်3304ကိုတောက်ကြည့်မယ်နော်3304ကိုတောက်မယ်3000ဆိုရင်1000ဆိုရင်ချွန်3ချွန်ဆိုရင်3000ပြီးသွားပြီဟော304ကျန်တယ်304ကျတော့300စာ3304ဆိုပြီးတော့ဖြစ်သွားမယ်โอเคဒီတိရမလားရမယ်နော်ဒါဆို9128လေးသွားကြည့်မယ်9000ကိုကြတော့1000ဆိုတော့1000ဟုတ်တယ်9000ဖြစ်သွားပြီ128တကယ်အဲ့မှာလာပြီအဲ့လိုအလဲကောင်မှာထည့်ရင်ကြောင်သွားတာအော်100ဆိုတော့ငါ ear ထည့်လိုက်မယ် ear bag ဆိုလာလို့အမှသွားပြီမလို့ရိုးရိုးနဲ့ bag ပဲရေးပါမယ် bag ဒါဆိုရင်100အတွက်ပြီးပြီ
28ကျန်နေသေးရနော်20ရကြတော့ 20 10ကိုကြတော့8 28ဒါဆိုရင်5128ဆိုရင်9128ဆိုပြီးတော့ဖြစ်သွားမယ်โอเคဒါလေးရမယ်ထင်ပါတယ်เนาะဒီလိုမျိုးနည်းလမ်းလေးတွေနဲ့သွားမှာဖြစ်ပါတယ်အဲ့ဆိုရင်1000ကိစ္စကိုသွားကြမယ်1000လည်းအတူတူပဲအဲ့ဒါကိုရှေ့ရနေလာပြီးတော့ LG ထည့်ဖို့မလိုဘူးเนาะအော်1000ကြီးရမှာငါတစ်ကြံနေခဲ့တယ် A ထည့်လိုက်မယ်ထည့်ဖို့မလိုပါဘူး A မှန်မဟုတ်ပါဘူးရွရွတက်တက်မန်းပဲဖြစ်ပါတယ်မန်းက1000ပေါ့ကဲဟုတ်ပြီ1000ကမန်းဆိုရင်9000ဆိုရင်ရောဟုတ်တယ် O မန်းเนาะ O မန်းဖြစ်သွားမယ်ကဲအဲ့ဆိုရင်တောင်းကနန်းလေးတွေပေါင်းကြည့်ကြည့်ရအောင်โอเคဒီကိန်းကနန်းလေးပေါ့ဒီကိန်းကနန်းလေးဆိုရင်9000နဲ့900ပေါ့အဲ့တော့9000ကိုအရင်ဆုံးရေးလိုက်မယ် O man ဆိုရင်9000ကဲဟုတ်ပြီ9000တော့ရပြီအလဲမှာကြည့်လိုက်ထောင်ကနန်းပါလားမပါဘူးမပါရင်ကြော်လိုက်ဘာမှစဉ်းစားကြရမလို့အဲ့တော့ O man ပြီးသွားပြီဆိုလို့ရှိရင်1000ကနန်းမပါဖြစ်တဲ့ကြော်မယ်အနောက်မှာဘာကြံနေလဲ900ကြံနေတယ်900ကြံနေရဖြစ်တဲ့အတွက်900ပုံမှန်တိုင်းရေးမယ် O bag ဟုတ်ပြီဒါဆိုရင် O man O bag ဆိုရင်9000sorry 9000နဲ့900ဆိုပြီးတော့ဖြစ်သွားတယ်ရမယ်နော်โอเคဒါဆိုနည်းနည်းလေးရှည်ရှည်လေးသွားမယ်ဒီတစ်ခါ9000304ပဲထွက်လာပြန်ပြီအဲ့တော့9334ပေါ့9304အဲ့ဒါလေးကိုလည်းချက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ခုနှစ်ကကြတော့ခုဒီ9000နေရာမှာရှိတာပေါ့နော်အဲ့9000ရေးမယ်ခုနှစ်ကို7တောင်းကိုman 7 man ဆိုရင်9000ကဲလာပြီဒီနေရာမှာ1000ဆိုရေးစပါလာပြီအဲ့1000ကိုပျော်ပြီးတော့ဟာ ear chon လောက်လိုက်မှားမှာနော်ဒီမှာနော်မြင်တောင်ရေးပြမယ် chon နဲ့ပဲရေးပြရမယ်နော်အဲ့တော့ chairman chon ပြီးရင်300နဲ့မှာ4ဆိုတော့300ကို sum bag ဟုတ်ပြီ300ကို sum bag လို့ရေးလိုက်ပြီအလဲမှာကြည့်လိုက်10ကနန်းပါသလားမပါဘူးဆိုရင်တို့ကဘာမှဆက်လုပ်စရာမလိုသူ့ရဲ့10ကနန်းကိုကြော်မယ်ကျန်တဲ့အလုံးကိုပဲဆက်ရေးမယ်စာ chairman ton comeback စာဆိုရင်91,304ဆိုပြီးတော့ဖြတ်သွားမယ်နားလည်မယ်လို့ထင်ပါတယ်ဒီထိလေးရမယ်နော်โอเคဒီဗီဒီယိုလေးအရင်ရှိအောင်မှာဆိုတော့တစ်ဖြတ်လုပ်ပြပါမယ်ကျန်နေလေးတဲ့ထပ်တဲ့အပိုင်းလေးတွေကိုနောက်နေ့ဗီဒီယိုလေးမှာဆက်ပြောပြပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်